သမီးတော်သားတော်တန်ရှင်သောဝိညာဉ်တော်၏နာမတော်မြတ်၌အာမင်ခရစ်စမတ်နိုဗီနာအထမနေ့ဆုတောင်းမြတ်တာအိုယေရှုတပည့်တော်တို့၏ကယ်တင်ရှင်ကိုရောရှင်သည်တပည့်တော်တို့အားလွန်စွာပင်ချစ်မြတ်နိုးတော်မူသောကြောင့်အနှစ်30ပတ်လုံးဆင်းရဲကြီးစွာလောက်ကင်စားတောက်လျက်ပင်မထင်မရှားသတင်းသုံးတော်မူခဲ့ပေသည်ကိုရောရှင်ခံထမ်းခဲ့သောဆင်းရဲဒုက္ခပင်ပန်းခြင်းများကိုထောက်ရှုလျက်အဘယ်သို့တပည့်တော်တို့သည်လောကဤစည်းစိမ်ဂုဏ်တို့ကိုမမောနိုင်ပါအံ့နီကိုရောရှင်လောက၌နှိမ့်ချခြင်းချိုးချံခြင်းများဖြင့်ဆင်းရဲကြီးစွာနေထိုင်တော်မူသည်တို့ကိုအတုယူလျက်ကိုရောရှင်ဤမိတ္တဟာယတော်၌ပါဝင်လိုပါသည်ဤသို့ဖြင့်ကောင်းကင်နိုင်ငံတော်တွင်ကိုရောရှင်ဤဘုံတကိုးစည်းစိမ်နှင့်ထာဝရအသက်တော်ဤမိတ္တဟာယတော်၌တပည့်တော်တို့သည်လည်းပါဝင်ခံစားရပါစေသောကိုရောရှင်သာတပည့်တော်တို့ဤစစ်မှန်သောဂုဏ်တော်အနန္တစည်းစိမ်ဥစ္စာတော်ဖြစ်တော်မူပေ၏တပည့်တော်တို့ဤပေါ်ပြတ်သောစိတ်ဆန္ဒအလိုကိုရှေ့တန်းတင်လျက်စစ်မှန်သောကိုရောရှင်ဤမိတ္တဟာယတော်ကိုလစ်လျူရှုတန်ဖိုးမဲစေခဲ့သောအမှားများအတွက်ကြီးစွာနောင်တရမိပါသည်ကိုရောဤကောင်းကြီးမင်္ဂလာကျေးဇူးတော်ကိုဘယ်သောအခါမှမဆုံးရှုံးစေရန်အပြစ်များကိုရှောင်ကျဉ်ပါမည်ကိုရောရှင်အားဆုံးရှုံးခြင်းထက်မိမိအသက်ကိုသာဆုံးရှုံးလိုပါသည်ကိုရောရှင်အားနောက်တစ်ဖန်ပြစ်မှားခြင်းမရှိစေဘဲအစဉ်အမြဲချစ်ခင်မြတ်နိုးကိုးကွယ်နိုင်ရန်ကျေးဇူးကိုပေးသနာတော်မူပါ။အိုအမိမေတော်မာရိယာအပြစ်ရှိသောသူတို့၏မိခိုရာတပည့်တော်တို့၏မျှော်လင့်ရာတပည့်တော်တို့အဖို့ငါဆုတောင်းပေးတော်မူပါ။အာမင်။